ဒီတစ်ခေါက်ကတော့ပိုင်းစီအကြောင်းပြောမှာဖြစ်ပါတယ်။12ရာသီခွင်ထဲမှာဂျိုထွက်အောင်ချစ်မယ်ဆိုတော့ပိုင်းစီအကြောင်းပြောမှာဖြစ်ပါတယ်။ပိုင်းစီဆိုလို့ရှိရင်ညီကြီးရဲ့တငယ်ချင်းငငယ်လေးရဲ့ခင်လာရဲ့တငယ်ချင်းတစ်ယောက်ရယ်ပြီးလို့ရှိရင်ဆယ်ရန်ပြီးတော့မှတွေ့ရဲ့တငယ်ချင်းတစ်ယောက်ရယ်ရီစာဟောင်း2ယောက်နဲ့တစ်ပိုင်းပေါ့2ယောက်ရယ်ရှိရပါတော့ဒါစိုက်တစ်စိုက်ကိုနှစ်ခါထပ်တွဲပူတာဆိုလို့ Pisces ပဲရှိရပေါ့နော်သူတို့တွေကဘာကောင်းလဲဆိုတော့အရင်ကောင်းပါတယ်ဘာကောင်းတာလဲဆိုတော့နေရလဲနောက်တစ်ဆိုင်ကလည်းအရင်ကောင်းတယ်နောက်တစ်ဆိုင်ကမဟုတ်ဘူးသူတို့ကောင်းတဲ့ပုံစံကမတူစိုက်တစ်စိုက်နဲ့တစ်ဆိုင်ချင်းမတူပေါ့နော်မတိကေချစ်သွားတဲ့စိုက်နဲ့မှာ Pisces ပါတယ်ပေါ့နော်သူတို့ရဲ့အချစ်ကအမှုပညာစံတယ်နုနုရွရွလေးလှုပ်ပြီးတယ်ဟင်းနေပါချက်တက်တဲ့သူဆိုဟင်းချက်ကျွေးရ water sign များစုကဟင်းချက်ကျွေးတာတို့အဲ့လိုမျိုးဟိုဒီဝါဒနာပါတယ်လေအဲ့တော့ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ဟင်းချက်တက်လို့ရှိရင်သူတို့ကဟင်းချက်ကျွေးတယ်သူတို့ရဲ့ချစ်နိုင်ဆုံးအပြည့်အဝထုတ်ပြတတ်တဲ့အဲမှာ Pisces ကပါတယ်ပေါ့နော်ပြီးလို့ရှိရင်သူတို့က agent နဲ့သူတို့နဲ့တွေ့ရတာစောင်းရဲ agent နဲ့စိတ်လုံခြုံမှုပေးတယ်မကျူကဖြစ်တဲ့ Pisces တွေပြောပါတော့မကျူကမဖြစ်တဲ့ Pisces 2ယောက်နဲ့တစ်ပိုင်းဆိုတဲ့အထက်မှာတစ်ပိုင်းရပါတယ်ပေါ့နော်သူကတော့အရင် play ပါတယ်တကယ်တော့တကယ် play ပါတယ်မကျူကမဖြစ်လို့လာတော့မသိပါဘူးဒါတော့စိုင်းတိုင်းပေါ့နော်မကျူကမဖြစ်လို့ရှိရင်တော့ပလီကြတာတော့ဒါတော့ဒါပေမဲ့ Pisces အများစုက agent နဲ့သူတို့ရဲ့အချစ်က agent နဲ့လုတ်ပေးနိုင်တာရှိအကုန်လုံးပေးဆက်ပြီးချစ်မယ်ဆိုတဲ့ပုံစံမျိုးရှိရပါတော့နေစီတငယ်ချင်းနဲ့အဲ့တိုင်းပဲသူ့ရီးစားကဘလောက်ပဲမကောင်းဘူးလို့ဘသူတွေကဘာပဲပြောသူ့ရီးစားမှာသူ့ရီးစားပဲပေါ့နော်water sign တွေရဲ့ trait ချင်းတူတာကနေသူတို့ကဒေါသထွက်เสียရှိတယ်မျက်ရည်ကြတယ်ဝမ်းနဲ့စရာရှိလဲမျက်ရည်ကြတယ်ပေါ့နော်အဲ့တော့ငါကဟိုယောက်ျားလေးမှုလို့ဆိုမထင်လိုက်ပါနဲ့ Pisces ယောက်ျားလေးတွေလည်းငိုတတ်ပါတယ်သူတို့နဲ့တွေ့ရအရန်ကိုမှနေကျတို့အတွက်လုံခြုံမှုအပြည့်ဝပြီးရဘယ်ချိန်မှကြည်ငါနောက်မှာအမြဲရှိရဆိုရဲတိုင်မျိုးပါအဲ့တော့ဘသူပဲဖြစ်ဖြစ်တွဲတင်တယ်လို့ထင်တယ်ပြီးတော့အရန်လဲချစ်တတ်တယ်တကယ်ချစ်သူတို့ချစ်တတ်တာကလုံးဝပြိုင်ဆန်ရှားပဲအဲ့တော့သူတို့ရဲ့အချစ်ကိုခံစားပြီးွားလို့ရှင်အချစ်ဆိုတာကဒီလိုမျိုးလားဒီလို passion အပြည့်နဲ့ချစ်တာမျိုးထက်တည်ရမှာအေးချမ်းပြီးတော့ nutrient ရဲ့အချစ်နဲ့ချစ်တာကဒါကတကယ်ပဲအေးချမ်းပါလားအချစ်ဆိုတာကဒီလိုမျိုးပါလားဆိုပြီးခံစားသွားရလောက်အောင်ထိပေးစွမ်းနိုင်တာ Pisces တွေပဲရှိပါတယ်အဲ့တော့ Pisces တယောက်နဲ့ကိုကတွေ့ပြီဆိုလို့ရှိရင်ကောင်းကောင်းမွန်မွန်ဆက်ဆံပေးလိုက်ပါသူတို့ကကိုကောင်းတာထက်10ဆလောက်ပို့ပြီးကောင်းပေးလိုက်ပါမယ်ဒါပါပဲ